တေချာကြည့်ထားနော်ဒါကတော့လက်တလော online မှာအញ្ញံခက်စာနေတဲ့စောအနစ်နဲ့ရွှေဖယုံတီကျော်လုံနေပါဟိုတယ်ဒီမှာတပွဲကို1000ကျော်တွေပေးရပြီမဲ့အိမ်မှာကိုယ်တွေလုံရင်အနှဲငယ်ပဲကုန်ကြပါတယ်အရင်ဆုံးရွှေဖယုံတီကို4000အရွှေတုံးလေးတွေတောင်းပေးပါရေဆူလာပြီးဆိုရင်ရွှေဖယုံတီတွေကိုစက္ကန့်30လောက်ပြုတ်ပြီးပြန်ဆယ်ထားပါပြီးရင်ပြောင်းဘူးမုံတုံးမဟုတ်ရွှေလိပြဖြူပြီးသမအောင်နေပေးပါ ကြက်ဥတစ်လုံးကိုလည်းခောက်ထားပြီးမှွေပေးပါပြီးလင်အစောနယ်ချတဲ့ရွှေဖယုံသီးတဲ့ရောမှွေပါ ကျွန်တော်ကတော့နေ့တိုင်းဟင်းချက်နေအသက်တလေးတွေကိုမျှဝေပေးနေတာမို့လိုက်လေးပေးပြီးအားပေးခဲ့ပါအောင်နော်စီပူလာပြီးဆိုရင်ရွှေဖယုံသီးတွေကိုရွှေအိုးရန်တန်းပြီးကျွတ်လာရဲ့အထိကြော်ပေးပါဒဲအိုးစမှာစီအနှဲငယ်ထည့်ပြီးဘဲဦးငါအနစ်ဆော့စ်နှင်းဇွန်းထည့်ပါမီအေးနဲ့အမြုပ်ထော်လာအောင်မှွေပြီးတော့ရွှေဖယုံသီးကြော်တွေကိုထည့်ပါအနစ်တွေသမတ်သွားအောင်ခဏလောက်ထပ်မှွေလိုက်ရုံပါမယ်ဒီလိုနီးနဲ့လှုပ်ဖိုက်တဲ့ဘဲဦးငါဆော့စ်အနစ်ရွှေဖယုံသီးကြော်ကိုကျွန်တော်မိသားစုအကုန်လုံးကတော့အမြဲတမ်းအားပေးကြပါရဲ့